အားလုံးပဲခရစ်တော်၌မင်္ဂလာမနေ့ခင်လေးပါခင်ဗျာနေ့စဉ်မနေ့ဒီဒနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်ကြိုဆိုနှုတ်ခွန်းဆက်တာပါတယ်အသက်ရှင်တော်နှုတ်ဘက်တော်ကိုကြားနာခံယူဖို့ရန်အတွက်စိတ်နှလုံးပြင်ဆင်และအတူတူကခံယူကြရအောင်ဒီကနေ့မနေ့အားလုံးနဲ့ဝေငါအလင်းပေးခြင်းတဲ့ခေါင်းစဉ်လေးကတော့မတရားသောမေထုံကိုရှောင်ကျင်ပါဆိုတဲ့အလင်းပေးခြင်းတာဖြစ်ပါတယ်အခြေပြုခြင်းတကြံအရင်ဖတ်ပါမယ်ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး6အငယ်18ကနေ20အထိဖြစ်ပါတယ်ကျွန်တော်ဖတ်ပါမယ်မတရားသောမေထုံကိုကျင်ရှောင်ကြလောလူပြုတ်တတ်သောအခြားဒုစရိုက်ရှိသမျှတို့သည်ကိုပြင်၌ရှိ၏မတရားသောမေထုံကိုပြုသောသူမူကားမိမိကိုပင်ပြစ်မှား၏အဘယ်တို့နည်းတင်တို့ကိုခန္ဓာသည်ဖျားသခင်ပေးသနာတော်မူသောဝိညာဉ်တော်တီးဟူသောတင်တို့အထဲ၌ကျင်းဝတ်၍တန်ရှင်းသောဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကို၎င်းမိမိတို့ကိုမိမိတို့မပိုင်ကြောင်းကို၎င်းမတိကြသလောတင်တို့သည်အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်ဖျားသခင်ပိုင်တော်မူသောတင်တို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့်ဖျားသခင်၏ဂုဏ်တော်ကိုထင်ရှားစေကြလောမတရားသောမေထုံကိုတမန်ကျမ်းစာထဲမှာရှောင်ကျင်ဖို့အတန်တန်တတိပေးထားပါတယ်โอเคဒါဆိုရင်ဟုတ်ပြီမတရားသောမေထုံဆိုတာဘာလဲရှင်းရှင်းလင်းလင်းပွင့်ပွင့်လင်းလင်းနည်းနည်းလေးပြောပြချင်ပါတယ်မတရားသောမေထုံဆိုတာဖျားသခင်စကားနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လိမ်မှုကျူးလွန်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဒီလိုလေးမှတ်သားထားပါပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်အိမ်ထောင်ရေးမှာပြုတဲ့လိမ်မှုကလွဲလို့အပြင်မှာပြုတဲ့လိမ်မှုအားလုံးကမတရားသောမေထုံအပြစ်ဖြစ်ပါတယ်ထပ်ပြောမယ်နော်ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောပြရစီအိမ်ထောင်ရေးကလွဲလို့ပြုတဲ့လိမ်မှုကိစ္စအားလုံးဟာတမန်ကျမ်းစာအရမတရားသောမေထုံအမှုမြောက်ပါတယ်ဒါကြောင့်မတရားသောမေထုံကိုကျင်ရှောင်ပါလို့ပြောလိုက်တဲ့အခါမှာတတိထားပါရှောင်ခိုင်းတာသွားယူမှတဲ့တို့ရင်ဆိုင်မှအောင်မြင်ခိုင်းတာမဟုတ်ဘူးနော်ရှောင်ခိုင်းတာဘာလို့လဲသိလားတဲ့တို့ဝင်သွားမယ်ဆိုရင်တင်အဲ့ဒီရဲ့စာတန်ကြော့ဝင်းထဲမှာမိမှာဆိုလို့မတရားသောမေထုံဖြစ်လာတော့မယ်ဆိုရင်အမြန်ရှောင်လိုက်ထွက်ပြေးလိုက်လို့ကျမ်းစာကဖော်ပြတာရှောင်ပါဆိုတာထွက်ပြေးခိုင်းတာတဲ့ရင်ဆိုင်ခိုင်းတာမဟုတ်ဘူး။ဘာကြောင့်လဲ။မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဲ့ဒီမတရားသောမေထုံနဲ့ပတ်သက်လာတဲ့ခါမှာစုံစမ်းနှောက်ယှက်ခြင်းကိုမခံနိုင်ကြဘူး။အဲ့ဒီကြော့ကွင်းထဲမှာဝင်မိသွားတတ်တယ်။အတိတရားပျောက်ပြီးတော့မှဘာလုပ်နေမှမသိပဲလှုပ်ပြီးမှပဲဟာဒါအပြစ်ပဲဆိုမှနောင်တတွေရမိနေတတ်ကြတယ်။ဒါကြောင့်မတရားသောမေထုံကြုံလာတဲ့ခါမှာဖြစ်လာနိုင်ချေရှိတော့မယ်ဆိုရင်အမြန်အဲ့ဒီကနေအမြန်ထွက်ပြေးပါအဲ့ဒီကနေအမြန်ရှောင်လိုက်ပါလို့ကျမ်းစာကပြောတာ။ဒါကြောင့်မတရားသောမေထုံကိုကျင်ရှောင်ကြလို့တဲ့ကျင်ရှောင်ကြပါဆိုတာတနည်းအားဖြင့်ထွက်သွားခိုင်းတာရှောင်ခိုင်းတာဆိုတော့မတရားသောမေထုံဆိုတာခုနပြောပြီးသွားပြီ။ဖျားသခင်စကားတော်နဲ့စန့်ကျင်ဘက်ဖြစ်နေတဲ့စန့်ကျင်တဲ့လိမ်မှုကိစ္စအားလုံးကိုမတရားသောမေထုံလို့ခေါ်တယ်။တနည်းအားဖြင့်အိမ်ထောင်ကလွဲလို့တခြားနေရာမှာပြူတဲ့နော်လင်ယောက်ျားလင်မိန်းမကလွဲလို့တခြားမှာပြူတဲ့လိမ်မှုကိစ္စအားလုံးကမတရားသောမေထုံပဲ။ Okay တဲ့တို့ပြောပြရစေနော်တခါတလေကျွန်တော်ပြောလိုက်တဲ့စကားကတအားပွင့်လင်းသွားလို့ရှိရင်နားထောင်ရတာနည်းနည်းတော့ခါတီးရင်ခါတီးမယ်။ဒါပေမဲ့သူတို့ဘာအတွက်တီဆောက်เสียဖြစ်ဖို့ရန်မမားတင်တာမမားဖို့ရန်ဒီကနေ့နှုတ်ကပတ်တော်အဖြစ်ပွင့်ပွင့်လင်းလင်းပြောပြရစေ။မတရားသောမေထုံဆိုတာလိမ်မှုကျူးလွန်ခြင်းဖြစ်ပါတယ်ချစ်တော်ညီကိုမောင်မတို့ချစ်တော်နားထောင်နေတဲ့လူငယ်တွေအထူးသဖြင့်လူငယ်စုံသွဲတွေအခုနားထောင်နေတဲ့သူတွေထဲမှာချစ်သူကြီးစားရှိတဲ့လူငယ်ရှိလားလက်မထက်ခင်မှာလိမ်မှုမကျူးလွန်ပါနဲ့အဲ့ဒါမတရားသောမေထုံအမှုမြောက်ပါတယ်တတိထားနော်ကြီးစားချင်းတွေးတဲ့အခါမှာပဲဖြစ်โอเคအထူးသဖြင့်ကြီးစားချင်းတွေးတဲ့အခါမှာစာတန်ကကြို့ဝင်းထောင်ထားတဲ့အဲ့ဒီကြီးစားချင်းတွေးတဲ့နေရာမှာမတရားသောမေထုံကိုပြုတ်ဖို့ရန်အတွက်စာတန်ကတွန်းအားပေးနေတယ်ယောက်ျားလေးကိုရောမိန်းကလေးကိုရောတင်တို့ပြုတ်ခဲ့တယ်ဆိုရင်အဲ့ဒါဖျားသခင်ရဲ့စကားတော်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အပြစ်ဖြစ်သွားမယ်အပြစ်ထဲဝင်ရောက်မှာကိုစာတန်ကအမြဲတမ်းပဲတွန်းပို့နေတဲ့ယုံကြည်သူခရိယန်တွေကိုဒါကြောင့်ယုံကြည်သူခရိယန်တွေတမီးကြီးစားရှိနေတဲ့သူတွေအထူးတတိထားပါချစ်သူများနေ့ဆိုတဲ့ Valentine Day မှာလဲစာတန်ကကြော့ကွင်းအများကြီးထောင်ထားတယ်မြောက်များဆိုတော့ခရိယန်ယုံကြည်သူတမီးကြီးစားလုပ်တဲ့သူကအဲ့ဒီ Valentine Day ဆိုတဲ့ချစ်သူများနေ့မှာလိမ်မှုကျူးလွန်ကုန်ကြတယ်စာတန်ကတော့ဘေးမှာလက်ခုပ်တီးမှဟာပျော်နေပြီဖျားသခင်ကတော့တင်တို့အတွက်မျက်ရည်ကျနေမှာပဲဘာကြောင့်လဲဒါ
မတရားသောမိထုံကိုတင်တို့ပြုခဲ့ပြီလေဒါကြောင့်မပြုခင်မှာအခုတရားစကားအားဖြင့်တင်တတိပြုပါဖခင်ကတင့်ကိုချစ်လို့လေအမှုတော်ဆောင်လေးရဲ့ဗဇက်နဲ့တင့်ကိုတရားနားထောင်ခိုင်းတယ်ဒါကြောင့်ဒီကနေ့တင်ကျွန်တော်ရဲ့တရားဟောချက်ကိုနားထောင်တာယူယူတတမဟုတ်ဘူးနော်ဖခင်သခင်တင့်ကိုအထူးအခွင့်အရေးပေးနေတာတတိထားဖို့အခွင့်အရေးပေးနေတာโอเคနော်တမီးစားပဲမဟုတ်ဘူးအိမ်ထောင်ရှိနေတဲ့သူလဲကျွန်တော်အလင်းပေးချင်တယ်အိမ်ထောင်ရှိနေတဲ့သူလဲမိမိအိမ်ထောင်မှာပြူတဲ့ကိစ္စကလွဲလို့တခြားမှာတွားရတော့မှအိမ်ထောင်ဖောက်ပြန်နေတယ်ဆိုရင်ယောက်ျားလုပ်တဲ့သူကအပြင်မှာနောက်ထပ်ကိုမိန်းမလွဲလို့နောက်ထပ်မိန်းမရှိနေတယ်ဆိုရင်မိန်းမလုပ်တဲ့သူကလည်းကိုယ့်ရဲ့ယောက်ျားကလွဲလို့တခြားအပြင်မှာယောက်ျားတစ်ယောက်ရှိနေတယ်ဆိုရင်မတရားတော့မိထုံအပြစ်တင်လုပ်နေပါပြီချစ်တော်အိမ်ထောင်တဲ့တယ်โอเคချစ်တော်အိမ်ထောင်တဲ့တယ်တတိထားပါဒီကနေ့ကျွန်တော်ရဲ့တရားဟောချက်ကိုတင့်ကိုကြားစေတာဖခင်သခင်တင့်ကိုချစ်လို့တင်လုပ်နေတယ်ဆိုရင်အမြန်နောင်တရပါရက်တန်းတင့်ကရက်ပါတော့ဖခင်သခင်တင့်ကိုချစ်လို့ကျွန်တော်စကားအားဖြင့်တင့်ကိုတတိပေးနေတာအဲ့လိုမှတ်ပါတန်ရှင်တော်ဝိညာဉ်တော်တင့်ကိုဖွင့်ပြနေတယ်မှတ်ပါတန်ရှင်တော်ဝိညာဉ်တော်တင့်ကိုအပြစ်ကိုဖော်ပြနေတယ်မှတ်ပါဖခင်သခင်ပေးထားတဲ့တာယာပျော်ရွှင်မှုကအိမ်ထောင်ကြီးမှာပဲတရားဝင်တာဖြစ်ပါတယ်အိမ်ထောင်ကြီးကလွဲလို့အပြင်မှာပြူတဲ့အရာတွေအားလုံးဟာမေထုံမတရားတော့မေထုံအပြစ်မြောက်ပါတယ်နောက်ပြီးတော့မှလိန်တူတွေလည်းမတရားတော့မေထုံအမှုမြောက်ပါတယ်တချို့ကပြောကောင်းပြောမယ်ဆရာကြီးကျွန်တော်တို့ကလိန်တူဖြစ်ချင်လို့ဖြစ်နေတာမှမဟုတ်တာမွေးကလေးကလိန်တူစိတ်ပါလာလို့ဖြစ်နေတယ်လို့တချို့ပြောကောင်းပြောမယ်ကျွန်တော်ပြောမယ်အဲ့ဒီလိုဆိုရင်မွေးကလေးကလိန်တူစိတ်ပါလာတာတင့်အပြစ်မဟုတ်ပေမဲ့အဲ့ဒီလိန်တူစိတ်ကိုရှေ့လျှောက်အဲ့လိုမျိုးသူ့ကိုဘာဖြစ်လဲအခွင့်ပေးပြီးတော့မှရှေ့လျှောက်အဲ့ဒီလိုမျိုးလိန်တူပဲလှုပ်ဖို့လိုက်ရောပေးနေတယ်ဆိုရင်တင့်အပြစ်ဖြစ်သွားပြီဘာနဲ့တူလဲသိလားကျွန်တော်မွေးကလေးကဒေါသတအားကြီးတယ်ဆိုရင်တသက်လုံးဒေါသကြီးနေရမှာလားမဟုတ်ဘူးလေကျွန်တော်မွေးကလေးကသူများကိုတအားဆဲချင်တဲ့စိတ်ပါလာတယ်ဆိုရင်တသက်လုံးလိုက်ဆဲနေရမှာလားမဟုတ်ဘူးလေကျွန်တော်မွေးကလေးကအင်ဂျီဘောင်းပြီးမဝတ်ချင်တဲ့အကျင့်ပါလာတယ်ဆိုရင်တသက်လုံးလူကြီးဖြစ်ရင်လည်းအင်ဂျီဘောင်းပြီးမဝတ်ပဲနေရမှာလားမဟုတ်ဘူးလေမွေးလာကလေးကဖြစ်လာတာတင့်အပြစ်မဟုတ်ဘူးဒါပေမဲ့တင်မပြောင်းလဲပဲနေရင်တင့်အပြစ်ဖြစ်သွားပြီတင့်မှာရွေးချယ်ပိုင်ခွင့်ရှိလို့ဒီတိုင်းပဲလိန်တူစိတ်ပါလာတယ်ဆိုရင်လေယေရှုခရစ်တော်၌အသစ်ပြုပြင်တော်သူဖြစ်နိုင်ပါတယ်မဖြစ်နိုင်ဘူးလို့မပြောပါနဲ့ချစ်တော်ညီကိုမောင်မတို့သခင်ယေရှုခရစ်တော်၌မဖြစ်နိုင်တာမရှိပါဘူးအာမင်ထပ်ပြောမယ်နော်ဖခင်သခင်မှာမဖြစ်နိုင်တာမရှိဘူးသင်ဟာဖခင်သခင်ကိုယုံကြည်ပြီးတော့မှတိုးဝင်မယ်ဆိုရင်လူမီဒီကခရစ်တော်၌ရှိလင်အသစ်ပြုပြင်တော်တတ်တော်ဖြစ်တယ်ဟောင်းတော်ရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းတော်ရာတို့ဒီအသစ်ဖြစ်ကြပြီအာမင်ဒါကြောင့်သင်ကိုပြောင်းလဲပေးနိုင်တယ်ဆိုတာယုံကြည်ပါယေရှုခရစ်တော်သင်ကိုချစ်တယ်သင်ကိုပြောင်းလဲပေးနိုင်တယ်အိုးဘာအပြစ်ကနေပဲဖြစ်ဖြစ်တင့်ကိုကယ်တင်နိုင်တယ်နောက်ဆုံးလိန်တူအပြစ်ပဲဖြစ်ဖြစ်လိန်တူရဲ့ချုပ်နှောင်မှုကနေလည်းလွတ်မြောက်ခြင်းတယ်ဆိုရင်ယေရှုခရစ်တော်ကိုခေါ်ကြည့်ပါခေါ်ရင်ထူးတဲ့ဖခင်ဖြစ်တယ်ဒီဟာလေးကိုပြောပြခြင်းတယ်ဒါကြောင့်လိန်တူချစ်သူနဲ့ဆက်ပြီးမှလိန်တူဆက်ဆံခြင်းကိုတွားနေတယ်ဆိုရင်ဒါမတရားတော့မေထုံအမှုမြောက်တယ်လို့ကျွန်တော်အနည်းငယ်ဒီကနေတတိပေးခြင်းတယ်အလင်းပေးခြင်းတယ်ကျွန်တော်တို့လူငယ်လူရွယ်ရည်စားရှိတဲ့သူတွေရည်စားမရှိတဲ့သူတွေလည်းဒီတိုင်းပဲအပြင်မှာဟိုပါလေမကောင်းတဲ့ပီတဇာမသွားရှာတာတို့နော်တို့မို့အပြင်မှာခဏပဲတွေ့တဲ့ KTV မှာခဏပဲတွေ့တဲ့အမျိုးသမီးနဲ့အိတ်လိုက်တာတို့ဘာတို့အကုန်လုံးကမတရားတော့မေထုံအမှုမြောက်ပါတယ်ဒါကြောင့်တတိထားပါအိမ်ထောင်တဲ့ရောလူငယ်လူရွယ်ရောလိန်တူချစ်သူတွေရောအကုန်လုံးကျွန်တော်တို့ပြောင်းလဲဖို့ရန်အတွက်အရေးကြီးပါတယ်ကျွန်တော်ဒီလိုပြောလိုက်လို့အပြစ်လုံးနေတဲ့သူတွေကျွန်တော်ကိုမုန်းကောင်းမုန်းမယ်မုန်းပါဒါပေမဲ့ကျွန်တော်ဟာတင်ကိုချစ်လို့ဖျားစကားအားဖြင့်ဖျားလည်းတင်တို့ကိုချစ်လို့ကျွန်တော်ဗဇက်အားဖြင့်အသုံးပြုမှတတိပေးနေတယ်လို့မှတ်ပါမယုံကြည်သူဆိုရင်ထားပါတော့ယုံကြည်သူတွေမှာအဲ့ဒီအရာတွေကမတရားတော့မေထုံအပြစ်ဖြစ်တယ်ဆိုတာကျွန်တော်အလင်းပေးခြင်းတယ်โอเคတချို့ပြောကောင်းပြောမယ်ငါရဲ့ကိုယ်ခန္ဓာငါပိုင်တယ်လေငါကိုယ်ခန္ဓာငါပိုင်တယ်လေဘာလို့ငါလှုပ်ချင်တာလှုပ်လို့မရလဲပြောကောင်းပြောမယ်ကျန်းစာကိုတေချာကြည့်ပါကျန်းစာမှာဘယ်လိုပြောရလဲတင်တို့ဒီတဲ့အဖိုးနဲ့ဝယ်တော်မူတော့သူဖြစ်တော့ကြောင့်ဖခင်သခင်ပိုင်တော်မူတော့ကြောင့်တဲ့ယုံကြည်သူခရစ်ယာန်တရားကဖခင်သခင်ကိုယုံကြည်လက်ခံလိုက်တဲ့အခါမှာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလိုက်တဲ့အခါမှာကိုမပိုင်တော့ဘူးဘယ်သူပိုင်တော့လဲယေရှုခရစ်တော်ကျွန်တော်တို့ပိုင်သွားတာဒါကြောင့်ငါလှုပ်ချင်တယ်လို့လှုပ်မယ်လှုပ်လို့ရလားမရတော့ဘူးငါလှုပ်ချင်တယ်လို့မလှုပ်ပါနဲ့တော့ယေရှုကကျွန်တော်တို့တည်ထိုက်တာကိုသူတည်ပေးသွားတဲ့အတွက်ကျွန်တော်တို့ကကျွန်တော်တို့ကိုကျွန်တော်တို့မပိုင်တော့ဘူးယေရှုကကျွန်တော်တို့ပိုင်သွားပြီဒါကြောင့်သခင်ယေရှုခရစ်တော်ရဲ့စကားကိုကျွန်တော်လိုက်နာဖို့လုံးဝလှုပ်ဆောင်ရမှာဖြစ်ပါတယ်
ဒါကြောင့်ကိုပိုင်တယ်ဆိုမှငါလိန်တူလှုပ်ချင်လုပ်မယ်ငါဟာငါမတရားတော့မိထုံပြုတ်ချင်ပြုတ်မယ်လက်မထက်ခင်မှာငါဘာလှုပ်ချင်လုပ်မယ်ဆိုမှလှုပ်လို့ရလားမရဘူးတင်ဟာစစ်မှန်တဲ့ယုံကြည်သူတယောက်ဟုတ်တယ်ဆိုရင်အဲ့လိုလုံးလုံးလှုပ်လို့မရဘူးနောက်တစ်ခုကကျွန်တော်တို့ဖះเจ้าသွားတဲ့ခါမှာအတင်းတော်ဝုပြုတ်သွားတဲ့ခါမှာကျွန်တော်တို့ဖះเจ้าထဲမှာဆိုရှော့မလှုပ်ရဲဘူးမတွေးရဲဘူးမစားရဲဘူးမပြောရဲဘူးဟုတ်တယ်နော်ဟာဒါဗိမာန်တော်ဆိုတာငါတို့သိတယ်ဗိမာန်တော်ထဲရောက်နေတယ်ဒါကြောင့်ငါတို့ဗိမာန်တော်မှာကိုးကွယ်တဲ့ခါမှာစီကန်းရှိရမယ်အပြစ်မလုပ်ရဘူးလို့ကိုတအားတတိထားတတ်တယ်မှန်တယ်ဒါပေမဲ့ကျွန်တော်ဒီကနေ့တတိပေးချင်တာကတင်းရဲ့ကိုခန္ဓာကလည်းဖယားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်လို့ကျမ်းစာမှာဖော်ပြတယ်ကျမ်းစာမှာဘယ်လိုဖော်ပြလဲဆိုတော့အဘယ်တို့နေတင်းတို့ကိုခန္ဓာဒီဖယားသခင်ပေးတနာတော်မူသောဝိညာဉ်တော်တီးဟူသောတင်းတို့အထဲ၌ကျင်းဝ၍တန်ရှင်တော်ဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကိုတင်းတို့မသိသလားတဲ့မသိကြသလားကိုမပိုင်တော့ဘူးဆိုတာခုနပြောပြီးသွားပြီအခုပြောချင်တာကကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာဟာတန်ရှင်းသောဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တယ်ဖယားเจ้าသွားမှအဆောက်အဦထဲမှာကျွန်တော်တို့ကစီကံတကြလိုက်နာပြီးမှအပြစ်မလုပ်ရဲပဲတခုပဲမဟုတ်ဘူးတာမန်ကျွန်တော်တို့လောကမှာအသက်ရှင်တဲ့ခါမှာလဲဘဝအသက်တာမှာလဲဒီကိုယ်ခန္ဓာဟာတန်ရှင်းသောဝိညာဉ်တော်တဲနေတဲ့နေရာတန်ရှင်းသောဝိညာဉ်တော်ရှိနေတဲ့နေရာဆိုတာကျွန်တော်တို့ဒီမှာကိုယ်ခန္ဓာကိုအမြဲတမ်းတန်ရှင်းစင်ကြယ်စေဖို့လိုပါတယ်ဒါကကျွန်တော်ပြောပြချင်တဲ့နောက်ထပ်တစ်ခုဖြစ်ပါတယ်ဆိုတော့မတရားတော့မိထုံကိုရှောင်ခြင်းပါအထူးသဖြင့်လူငယ်လူရွယ်တွေတမီးကြီးစားတွေအိမ်ထောင်တဲတွေနောက်ပြီးတော့မှဒီကနေ့ခုနားထောင်နေတဲ့ယုံကြည်သူတွေအားလုံးကိုကျွန်တော်ပွင့်လင်းလေးတုံတင်သွားချင်တယ်နောက်ဆုံးတစ်ခုတုံတင်ချင်သေးတယ်နော်နောက်ဆုံးတစ်ခုကဘာတုံတင်ချင်လဲဆိုတော့ကျွန်တော်တို့ဒီပါလဲတချို့အခုလိုမျိုးခေါ်လိုက်တော့တချို့အဲ့လိုမျိုးပြောကောင်းပြောမယ်ဘယ်လိုလဲဆိုတော့ဆရာပြောတာနောက်ကျသွားပြီတမီးကတော့မိထုံမတရားတဲ့မိထုံကျူးလွန်ထားပြီဆရာကြီးတားတော့မတရားတော့မေထုံကျူးလွန်သွားပြီဒါဆိုဘယ်လိုလုပ်မလဲငါတို့ကျူးလွန်သွားပြီဩအဲ့လိုမျိုးပြောကောင်းပြောနိုင်တယ်တချို့လူတွေကျွန်တော်ပြောမယ်မတရားတော့မေထုံကျူးလွန်ထားရင်ဘုရားသခင်ခွင့်လို့ဖို့တင့်ကိုစောင့်နေတယ်တင်နှောင်တရဖို့လိုတယ်အမြန်နှောင်တရပါအခုဒီတရားဒေသနာကိုတင်ကြားရတာကဘာလဲရိုးတသားတော့မဟုတ်ဘူးနော်ဘုရားသခင်တင့်ကိုအထူးအခွင့်အရေးပေးနေတာနှောင်တရဖို့တကယ်လို့တင်ဟာမတရားတော့မေထုံကိုပြုတ်ထားတဲ့အပြစ်ပြုတ်ထားတယ်ဆိုရင်တင်အမှတွိုင်းမှာဝမ်းနေနေဖို့ပဲမဟုတ်ဘူးဖျားရှိမှပြန်လာဖို့လိုတယ်ဖျားစီမှပြန်လာဖို့လိုတယ်ကျမ်းစာထဲမှာကျွန်တော်တို့ပြောပြတယ်လေကျွန်တော်တို့အပြစ်ကိုကျွန်တော်တို့တောင်းပန်ရင်ဖျားသခင်ဟာတနာဂိယူနာနဲ့ပြေဝတဲ့ဖျားဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုခွင့်လွှတ်မယ်ဟာလေလုယာဖျားသခင်တင့်ကိုခွင့်လွှတ်ဖို့စောင့်နေတယ်ကျွန်တော်အမြဲပြောတယ်ဖျားသခင်ခွင့်မလွှတ်နိုင်တဲ့အပြစ်မရှိဘူးတင်တာနောင်တမရသေးတာထပ်ပြောမယ်နော်ဖယားသခင်ခွင့်မလွှတ်နိုင်တဲ့အပြစ်မရှိဘူးတင်တာနောင်တမရသေးတာတင်နောင်တရထားမယ်ဆိုရင်တင်မတရားတဲ့မေထုံဘယ်လောက်များပြုတ်ထားဖယားသခင်ခွင့်လွှတ်ပေးဖို့စောင့်နေတယ်โอเคအဲ့လိုပြောလိုက်လို့ဟာဒါဆိုလို့ချင်းဖယားသခင်ခွင့်လွှတ်နိုင်တယ်ဆိုရင်ငါတို့တွေမတရားတော့မေထုံအများကြီးပြုမှနောက်မှဝင်ချမယ်လေအဲ့လိုမျိုးပြောကောင်းပြောမယ်တချို့လူငယ်တွေအဲ့လိုတွေးကောင်းတွေးမယ်အဲ့ဒီအတွေးခေါ်ကစာတန်ကလာတဲ့အတွေးခေါ်ဖြစ်တယ်စစ်မှန်တဲ့နောင်တတရားမဟုတ်ဘူးအဲ့လိုတွေးခေါ်တဲ့သူကစစ်မှန်တဲ့နောင်တတရားဘယ်တော့မှအပြစ်ကိုမနစ်သက်ဘူးကျွန်တော်ခဏပြောတယ်စစ်မှန်တဲ့ယုံကြည်သူကအပြစ်ကိုအားရပါရတလုံးမှနောင်တရလိုက်မယ်အဲ့လိုမျိုးဘယ်တော့မှမတွေးခေါ်ဘူးတင်အဲ့လိုတွေးခေါ်နေတယ်ဆိုရင်တင်ကေတင်ချင်းမရသေးလို့ဖြစ်တယ်ဒါကြောင့်မတရားတော့မေထုံကိုမပြုတ်သေးတဲ့သူတွေတတိထားရအောင်စင်ကြယ်အောင်အသက်တာမှာမတရားတဲ့မေထုံကိုပြုတ်မိတဲ့သူတွေအပြစ်ဝင်ချိုင်မှနောင်တရအောင်အပြစ်ဝင်ချနောင်တရမယ်ဆိုရင်ဘုရားသခင်တင့်ကိုခွင့်လွှတ်မယ်အတစ်ပြုတ်ပြင်းတဲ့သူဖြစ်စေမယ်အာမင်ဘယ်လိုလုပ်ရမလဲအသင်းတော်ရဲ့ဆရာတွေကိုဆုတောင်းခိုင်းပါအသင်းတော်မှာဝန်ချတောင်းပန်ပါအခုတရားဒေသနာကိုတင်ကြားရပြီဆိုရင်တင်မေထုံမတရားတဲ့မေထုံကိုပြုတ်ထားတဲ့သူတယောက်ဆိုရင်ဒူးထောက်ပါချက်ချင်းကိုဆုတောင်းပါဘုရားသခင်တမီးမားပြီအပြစ်ဆိုတာအခုတိပြီဆရာရဲမင်းရဲ့နှုတ်ရှာပါဇက်အားဖြင့်ဘုရားသခင်ကျမကိုဖွင့်ပြတဲ့အတွက်ကျေးဇူးတင်တယ်ဆိုရင်မှဆုတောင်းပါနောင်တရပါအပြစ်ဝင်ချပါအပြစ်ဝင်ချပြီးမှဆရာတယောက်ရဲ့ဆုတောင်းတန်ကိုလည်းခံယူပါအခုတစ်ပြည့်တင်းအုပ်ဆရာကိုဖွင့်ပြပါတင်းအုပ်ဆရာကလက်တင်ဆုတောင်းမှအပြည့်ဝင်ချဆုတောင်းခိုင်းပါဆရာရှာလို့မတွေ့ရင်ကျွန်တော်လာရှာကျွန်တော်ဆုတောင်းပေးမယ် line ပေါ်ကနေနောင်တရဖို့ပဲအရေးကြီးတယ်နောင်တရပြီးရင်နောက်တစ်ခါဘယ်တော့မှအဲ့ဒီမတရားတဲ့မေထုံကိုမလုပ်ပါနဲ့တော့မတရားတဲ့မေထုံကိုဆက်လုပ်နေတယ်ဆိုရင်ဘုရားရဲ့ဆုံးမခြင်းကဒီထက်ပိုမှကြီးသွားလိမ့်မယ်โอเคနော်ဒါကြောင့်နှိကုံချုပ်ရအောင်ဒီကနေ့မနေ့ပြောတော့တာတခွန်းပဲမတရားတဲ့မေထုံကိုရှောင်ပါအထူးသဖြင့်ချစ်သူရည်စားရှိတဲ့လူငယ်လူရွယ်တွေเนาะချိန်တွေးတဲ့အခါမှာပဲဖြစ်เนาะဗာလဲချစ်သူများနေမှာပဲဖြစ်စာတန်ထောင်ထားတဲ့ကြော့ကွင်းထဲမှာမဝင်မိပါစေနဲ့
နောက်ပြီးတော့မှအိမ်ထောင်တေတွေလည်းအိမ်ထောင်ဖောက်ပြန်ဖို့ရန်အတွက်စာတန်ကြော့ကွင်းထဲမှာမဝင်မိပါစေနဲ့အိမ်ထောင်ပေါ်မှာတစ္ဆာရှိပါတလင်တမယားစနစ်တစ်သက်လုံးပေါင်းတင်သွားပါလူငယ်လူရွယ်တွေလည်းဒီတိုင်းပဲမကောင်းတဲ့ယောက်ျားမကောင်းတဲ့မိန်းမနဲ့ပေါင်းတင်ပြီးတော့မှမတရားတဲ့မိထုံကိုမကျူးလွန်ပါနဲ့တကယ်လို့ကျူးလွန်ခဲ့တဲ့သူဆိုရင်လည်းနောင်တရဖို့လိုတယ်နောင်တနဲ့ပြန်လာရင်ဘုရားသခင်အမြဲတမ်းခွင့်လွှတ်ဖို့တင့်ကိုပါဖြစ်လေတင့်ကိုစေးကြောပေးဖို့တင့်ကိုတန့်စင်ပေးဖို့အမြဲတမ်းစောင့်နေတယ်ဆိုရင်လည်းကျွန်တော်တတိပေးနဲ့ခွန်အားပေးနဲ့နှိကုံချုပ်ပါတယ်သူတို့ကဆွတ်တောင်းရအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနေ့မှလည်းမတရားသောမိထုံကိုရှောင်ကျဉ်ပါဆိုတဲ့တရားဒေသနာကိုပွင့်ပွင့်လင်းလင်းတန်ရှင်တော်ဝိညာဉ်တော်ဖွင့်ပြတယ်ဂျေဇုတော်ချီးမွမ်းတယ်အသက်တာထဲမှာလက်တွေ့အသက်တာမှာစာတန်မာနရဲ့ကြော့ခွင်းကနေလွတ်မြောက်ပြီးတော့မှတန့်ရှင်းသောအသက်တာဖြစ်ဖို့ရန်ကိုတော့ဝိညာဉ်တော်ကိုယ်တိုင်မဆပါမိကြောင်းဂျေဇုတော်ချီးမွမ်းတဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ယေရှုခရစ်တော်နာမအဖြစ်ဆုတောင်းပါသည်ဖဖရာအာမင်အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေတော့